အခုကတော့ဒါတတိယအကြိမ်ရဲ့ဒုတိယအပိုင်းရဲ့အလူလေးပဲဖြစ်ပါတယ်အလူအခုမှသွားမှာပေါ့နော်ဟိုမနေ့ကတော့တူလေးတွေကတော့လိုက်တယ်ပေါ့ဒီနေ့တူလေးတွေကလည်းကားဝက်ရှော့မှာအကုန်လုံးကအလုပ်တွေရှုပ်နေကြတယ်ပေါ့နော်အလုပ်ကလည်းလုပ်ရသေးတယ်အလုပ်လုပ်နိုင်မှလည်းဟိုဘယ်လိုပြောမလဲပို့ပြီးတော့လှူနိုင်မှာပေါ့နော်အခုမိသားစုကတော့ဒီနေ့အကိုကြီးနဲ့ညီမလေးနဲ့နှစ်ယောက်တည်းပဲသွားရမှာပါဒါပေမဲ့ဟိုဟာကျွန်တော်တို့အမြန်လမ်းမှာနောက်ထပ်အလူရှင်တဦးနဲ့လည်းချိန်တာသေးတယ်ပေါ့အဲ့အလူရှင်ကဟိုဟာကျွန်တော်ရဲ့ဒီဇိုင်နာပါသူကလည်းဟိုအဲ့ရေတန့်တို့အဲ့လိုမျိုးပဲနို့တို့အဲ့လိုမျိုးလိုက်လူချင်းနဲ့ပြောလို့အဲ့ဒါအခုဒီမှာအလူပစ္စည်းလေးတွေနဲ့အတူတူဒီငွေသားပေါ့ဒါကြတော့၃ချိန်မြောက်အလူရဲ့ဒုတိယပိုင်းပေါ့နော်ဒုတိယပိုင်းပထမပိုင်းကတော့လူပြီးသွားပြီဒါဒုတိယပိုင်းထပ်လူတာပဲ၄ချိန်မြောက်ကလာခဲ့မယ်နော်အခုကတော့သွားလိုက်ပါအောင်မယ်အခုဟိုပွဲတွေတို့အဲ့လိုမျိုးကြော်ညာတွေတို့လည်းအဲ့လိုရက်ရွှေ့လို့ရတဲ့ပွဲတွေတို့အဲ့လိုမျိုးဆိုလို့ရှိရင်တော့ရက်ရွှေ့ပြီးတော့ဟိုလုတ်ပေးတယ်ပေါ့နော်ရက်ရွှေ့လို့ရတဲ့ပွဲတွေပေါ့အခုစားနောက်ထပ်ကြော်ညာလေးတွေအလုပ်လေးတွေတော့နည်းနည်းရွှေ့လို့ရတဲ့ဟာလေးတွေတော့အကုန်ရွှေ့ထားတယ်ပေါ့နော်ခုကတော့ဟိုလားဘယ်လိုဒီအဖွားကြီးပေါ့နော်ဘယ်သူမှလည်းသိယူမဆိုင်ဘူးလို့ပြောကြတာပဲခုတော့ဘာဖြစ်လို့ကုညီမဲ့သူလည်းမရှိထောက်ပံ့မဲ့သူလည်းမရှိအော်ဟိုကဦးစီးပြီးတော့ဒီချက်မှာဒီရေကိုပြားဖေ။အော်ဘယ်မှာတော့မေးမေးရော့ဟိုတက်သိန်းဟုတ်တယ်ဟောကျမ်းပါပါဒီချမ်းသာပါစေဟောမေးရမငိုးပါနဲ့ဟောမေးရဆောင်မဆောင်နိုင်နဲ့လာအဲ့ဒါ तू ကပဲနို့မေးရေးတန့်ကတ်နေနဲ့နော်တောင်းနော်မေးဟိုကနောက်ထပ်အလူရှင်နေရှိရင်လည်းပြောပေးမယ်နော်သမီးနောက်တစ်ခါဒီကိုလာလူလို့ရှိရင်လည်းအမေကြီးအတွက်ထပ်လူပေးဦးမယ်နော်နိုင်ကျွေးဟုတ်မေးပေးသမီးချပေးမယ်လေးနေပေးပေးဒီကွာတက်လက်နဲ့သူကအောင်မြင်မှုလည်းရှိပါစေတော့ပေးတဲ့စုနဲ့ပြည့်ပါစေမေးပြပါသမီးတက်တော့လေးအမေကြည့်တယ်ဟုတ်ကဲ့မေးဟုတ်ရှိအောင်လို့မေးလေးကျမ်းမကြီးယူဆိုင်နော်မေး80တဲ့နှစ်အော်80တဲ့နှစ်ဟုတ်ပြီမေးအဝတ်စားလေးတွေရောမုံလေးတွေရောကွေကာလေးတွေရောအစုံပေါ့မေးရဲ့ဟုတ်ဒီမှာသမီးလေးရဲ့အောင်မြင်ပါသေးတော့ထခတ်တာပေးတဲ့စုနဲ့ပြည့်ပါစေပြည့်မှာငါသမီးကတွတ်တယ်လုံးရှင်နေဟုတ်ကဲ့အဲ့ဆိုမေးသမီးတို့သွားမယ်နော်ဂယူဆိုင်ပါဟုတ်သမီးအပေါ်တိုက်မယ်နော်ဟုတ်ရတယ်တိုက်မယ်ဟုတ်ပေါ်တိုက်မယ်ရတယ်မေးငါတို့ရုံးကိုလာနေတယ်ကောင်းပါတော့ဒီပေါ်မှာအော်ဖေကောင်းပါကုန်ပြသွားတော့ဒီပေါ်မှာစုံကားသွားရင်38အောင်အော်ဖေဝတ်ပြလာတော့100လောက်တော့ဝတ်ပြတယ်ရှင်လား100လောက်100နီးပါးလောက်ဝတ်ပြလာရှိတယ်39ဦးလောက်ဒါကြတော့ဟိုဘာရက်ကွက်ဒါမင်းလိုင်းရက်ကွက်ကြောပါဘောအော်မင်းလိုင်းရက်ကွက်အော်မျိုးတော်ဗလီပေါ့နော်ဟုတ်အကုန်လုံးဖျားဝတ်ပြုတ်နေတဲ့အချိန်မျိုးဖြစ်သွားတာပေါ့လူရင်းမျိုးသားပါတယ်ဒီကိုပဲဆိုရင်လူသမီးရှိရဒီဘက်ကတော့မျိုးသားတွေပေါ့နော်အဲ့လိုမျိုးဟုတ်ကဲ့ဟုတ်အဲ့ဒါအကုန်ထုတ်ပြီးပါအဲ့ဒါအကုန်ထုတ်ပြီးပါ3ရက်မြောက်နေ့မှကျွန်တော်ပြီးတာခင်ဗျ3ရက်မြောက်နေ့မှပြီးတာကျွန်တော်ဓာတ်ပေါ်လေး3ရက်မြောက်နေ့လည်းမင်းအဲ့ကလေးတွေမဲနေတော့ဒီဘက်ကိုမလဲလိုက်ဟုတ်ကဲ့ကိုဒီကမှကိုကအကုန်ပြီးပါဟုတ်လားရက်ကလည်းများတာဟုတ်ကဲ့ပါဟုတ်ဘုရားမလေးထဲမှာဟုတ်အလူလေးစားလိုက်မယ်ဟုတ်ကဲ့မဟုတ်အကြောင်းမမနဲ့ဓာတ်ပုံရိုက်ကြချော်လဲနေချော်လဲနေဟုတ်ကဲ့အမောင်လေးဖဲကမှာနော်ကြည့်ပါလားဟာလိုပြောမယ်ဒီစုံပါတော့တဲ့မိသားစုဝင်နေပေါ့နော်အဲ့ဒါလေးကိုသမီးတို့အလူငွေလေးလူပေးခဲ့ချင်တယ်ဟုတ်ကဲ့ပါဟုတ်ဒီမှာကိုလည်းမင်းဟုတ်ဟိုကလေးဗလီလေးဟုတ်ကဲ့လေးဟုတ်အေးဟုတ်ဟိုကလေးဟိုတရားတဲ့ရိုက်ပြီလားငါတို့ကမဲနေလို့တရားတဲ့ရိုက်ချင်လို့ဟုတ်တယ်ကျမရိုက်ကြပါဘာလာရိုက်ပေးပါငါရိုက်ပေးမယ်လားပြီးပြန်ကူးပေးအောင်နော်ဒီကလေးဘေးမှာအမြန်ဆုံးလူပြကြပါစေကယုနာမေတ္တာစေတနာပွားလို့ရှင်တို့ထိသာတောင်းဆုချွေပါပြီကောင်းကုသိုလ်အလီလီအမြဝေလို့ရေစက်ချမီဤကုသိုလ်ကအကျိုးတရားကြောင့်လေမြမပြည်ကြီးအေးချမ်းကြပါစေဖယားတပည့်တော်တောင်းဆုမေတ္တာဝေဘာကြီးနေလားဟောရတယ်ဟောရောမဒါစွတ်ကြီးတင်းနေတယ်လို့ဖြစ်နေမှာဆိုလို့ရောဒီပါ
အမအေးရပြီရပြီ ရော့တင်းရော့ ကိုကြီးရောတို့ ရ ရိုင်းအောင်ပြီတော်တယ်ဒီကတော့ရေတွေမသိပါလို့ တော်မျိုးညွန့်ရပြီ လိုက်ပြီအရိုင်းတော့ ကိုကြီးရပြီ ရလားဟုတ် ကိုလေးဟုတ်ပြီ ကြောက်မမ ဒီတိုင်းမှာတည်ရမလား တင်းပြီ မေးစံလားဟုတ်လား ဟာကြီးကိုလေး ရော့ဟုတ်ကဲ့ရတယ်ဟုတ်ကဲ့ရတယ် တင်သိနှစ်ယောက်စာ ရော့ဖာရော့ဖာလက်သိန်းနော်ရော့လက်ကဒါ ရဒီနက ရတယ်တဲ့ ဒီတော့ တွေ့ ဟွာမဟုတ်ဘူးမိုင်းစံ အဆုံးသွားစုကြံရှိတဲ့18ဦးစာအတွက်ရဲပြီးတော့ဟိုဟာပစ္စည်းလေးတွေရပေါ့နော်ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ ဒီဓမ္မကလူတန်းနာ ဟုတ်ပါဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ဟုတ်နောက်ထပ်အလူရှင်နေရှိရင်လည်းပြောလိုက်ပါမယ်ဟုတ်ကျေးဇူးပါနော်ဟုတ်အားလုံးကောင်းရမွန်ရရောက်ကြပါစေဦးဆုံးသွားတဲ့သူတွေကိုဟုတ်ကဲ့ဟုတ်ရောပါရောပါဟုတ်တယ်လေမမတို့ကနိုးမပြတ်သေးတာလား ကြားတယ်တော့ဟာလေးကြားတာ လာ နေရောခဏလေးလူပြီးပြောနေတယ်ဘာလို့ ရ ကိုကြီးကြားတဲ့တန်းမသိဘူးရောလားဒီလာကလာလေးရပြီးသွားပြီပေးမယ်လို့ကျွန်တော်ပေးမယ်ဒီဒီလေးဆိုကြီးတယ်မတော်ပါနဲ့ဒီကလေးတွေဟိုသားပေးပါလို့အကုန်ရမှာမိုင်းအကုန်ရမှာဗျာအကုန်ရမှာမပူနဲ့ ရမယ်ရမယ် ရမယ်ရမယ်ပြီဟုတ်ကဲ့ဟုတ်ကဲ့ နေရောအတော်ထွက်ပေးမှာအကုန်ပေးပါ အကုန်ပေးမှာအကုန်ပေးမှာ ပေးပါလို့ဦးသားပေးရမှာခဏတော့မဆက်ဘူးလားဒီလေးတွေတို့လို့ပေးပါ တိုက်ပေး ဟုတ်ပြီနေရောလူကြီးကခဏလေးဟုတ်ပြီခဏလေးခဏလေးခဲဒီတယောက်တည်းပါတာဟုတ်တယ်မလုပ်ပါနဲ့တပတ်တော့တော့ရအောင်မလုပ်ပါနဲ့ဟာအတက်တော့မလုပ်ကြပါနဲ့ရိုက်တာမှာဟုတ်ကဲ့ရပြီက50နဲ့ရှိမှုရှိတယ် ဖေဖေချက်ချင်းကိုပြည့် စက္ကန့်ပိုင်း စက္ကန့်30 30စက္ကန့် ဟုတ်တယ်ဟိုမှာလည်းအဲ့လိုပဲအဲ့မူးချိုချောင်းလေးကလည်းအဲ့လိုပဲ तू ကပြေးချိန်မရှိလိုက်တာအမှန်ကလေနည်းနည်းလေးရင်းရိုင်နေဆိုရင်တော့ပြေးထွက်လို့ရသေးတယ်အခုကချက်ချင်းကြီးဘုံ တား2ယောက်ဆိုပါသွားတာ ဖေဖေ တား2ယောက်ဆိုဗီဒီယိုကြည့်တယ် ဟုတ်လား နော်တရားတော့ပါတယ်သူတိန်နဲ့3ယောက်ပါတယ်6ရောက်ပါတယ်ရှိတယ်ဒါတော်လင်းနော် ဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ဟုတ်အခုကတော့အကုန်လုံးထုတ်ပြီးသွားပြီ အဲ့ဒီနေ့ကပဲနောက်တစ်နေ့ပဲနော်တရက်ပဲအကုန်ထုတ်ပြီးသွားပြီ 58ယောက်တက်ပေါ်နေအကုန်လုံးထုတ် ထုတ်ပြီးသွားပြီဟုတ်ပြီးသွားပြီဟွာပေါ့နော်သူတို့အတွက်ပေါ့နော်သမီးတို့အဲ့လိုဟိုငွေလေးနဲ့ပေါ့နော်ဒီကဟိုစားဖို့တောက်ဖို့မုတ်ကလေးတွေနဲ့ရေးတန့်နဲ့အဲ့လိုထူခဲ့ပေးခြင်းလားခေါ်ပေးပေါ့ ဟုတ်ကဲ့ဟုတ်ကဲ့ရောက်တယ်ခေါ်တာ ရောက်တဲ့လူရတယ်ရတယ် ရတယ်ကိုသားခံလုပ်တယ် ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ် ရရခဏ Muslim Korean ဗုဒ္ဓမခွဲနဲ့လူတွေအကုန်လုံးတူသမ
နေနေဘာလို့ပဲလုံးလုံးကိုစီအလားရှိတယ် ကလေးလား စာရယာရှင်တွေရဲ့ပြေဆုံးပြီ ကျမနေမကောင်းလို့မတက်လို့အဲ့လိုရှိတော့ပါ ပေါ်သေးတာပေါ့နော် ဖတ်ဖို့မှာ ကြီးယောက်ျားလေးကလည်း ဓာတ်စီပေးမှာလား ကျမအိမ်ထဲထွက်တာတဲတွေပြီးကျမအိမ်ထဲကနေပြီးထွက်တာပေါ့နော်အမျိုးလေးတွေပေါ့နော်ကိုယ့်အိမ်ထဲဟာတွေဥပုပ်လာဆိုတော့အမျိုးတွေယောက်ျားပေါ့ ဥပုံလား တူလေးရော၄ယောက်ထွက်သွားတယ်အိမ်အောက်ကနေ၄ယောက်ထွက်သွားသူတို့မိသားစုတော့ခေါ်လိုက်တယ်ရရ လူကြီးကျော်ဝင်မိုးကျော်အောင်မိုးသားနေအောင်လုပ်ပါတော့အဗ္ဒူလာဟာလီဒီပါပြီဟုတ်ကလေးလေးကလေးလူသားလေးဒီကအဲအောင်ဒီမှာအမရောဒီမှာဒါဦးကောဒါဦးလာသေးဒေါ်လာလာအေးလာနေရောက်နက်ကငရီနက်ကလဲလေးညီလက်တမီးဟိုဟာဟောဆရာဘုံမျိုးချစ်မျိုးချစ်ရကောင်းချင်းမလားပေးပါ ဟုတ်ပေးတဲ့ဆုနဲ့ပေးတဲ့ဆုနဲ့ပြပါစေ ဦးတင်အောင်ဒေါ်တီရာရပြီဒေါ်တီရာဟုတ်ကဲ့ပုံငယ်လေးဟိုဟာကြီးကျော်လေးဟိုရေရှမ်းစီရှမ်းရေရှမ်းသူ့ဘာဝရေရှမ်းစီရှမ်းအားနဲ့အောင်လုံးပါတော့ကလေးလေးတွေယာယီဒီတဲ့ ဒီနားလေးဦးရဒီညဒီနားမှာည3နာရီဒီဘကမေးချင်တုတ်ပြီ တနာပါကလေးတွေလား 3နှစ် ကောင်းအောင်မွေးရဘွားရောက်ပါသည်နော် ပြပါဒီ နော် ဦးတင်ချူ 29သိန်းလောက်ကျတာနော် လူနိုင်တန်းနိုင်ပါစေဒီသမကလူချစ်လူခင်ပေါ်များပါစေအန်ရဲ့ကင်းပေးရှင်းပါစေအန်ကြီးတဲ့ခြားစမကိုလုတ်ကင်ဆောင်ရွက်နိုင်ပါစေလို့ဆုတောင်းပေးပါ ပေးတဲ့ဆုနဲ့ပြပါစေလေအဲ့ဆိုဒီကပဲနုကပြည့်လာမသိ ရတယ်ဒါကြည့်ပါ ပေးတဲ့ဆုနဲ့ပြပါစေယူသိန်းပဲ ဟိုရှိရဟိုဟာလေးတွေပါဟိုလေးတွေဟာလေးတွေ ကဲဟုတ်ကျေးဇူးပါဒီမှာဘုံဒီမှာလူတွေတော့ကျူတွေ ဟုတ်ကဲ့တော့ဟုတ်ပါအမလေးဒါချက်အမဝယ်စားလို့မရလို့အေးပဲလို့ကျင်းတာအမဘူးတော့ဘူးတော့ယူမှာတော့လည်းယူတယ်ဟိုအားဗျာကြာကြီးပဲကြာရှိရမှာမပဲနော် ပေးတဲ့ဆုနဲ့ပြပါစေဗျပေးတဲ့ဆုနဲ့ပြပါစေရေဘူးလေးပေးအောင် ဟုတ်တယ် ဟဲ့ဟိုပါလေးဖောက်လိုက်ပြန်သေးတယ်ပေးတဲ့ဆုနဲ့ပြပါစေ အမြဲတမ်းဒီအကြည့်ပြတာလို့ခေါ်နေကြ ဟုတ်ကဲ့ ဝင်းတာတယ် ဟုတ်ကဲ့တတာ
တို့ကယ်ဆယ်ရေးနဲ့ပရာဟိတအတင်းအတွက်ကိုငွေသား ဟုတ်ပြီ မဒီပါလေးက ခွေးတဲ့စုနဲ့ပြည့်ပါစေ ဟုတ်ရတယ်ရတယ် လာ ဟာအဲ့ဒါပြီးပါအောင်လား ဟုတ်ကဲ့ရပြီနော်ကျေးဇူးပါတတ အဲ့ဒါလာပါနော် ဟိုကမိုးရီတက်ကြီးအကြီးကြီးရယ် အေးလို့ကိုဖြည်းဖြည်းမအောင်တော့